အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာကတော့ကျွန်တော်လက်ရှိမိတ်ဆွေတို့မြင်နေရတဲ့တက်မနေအခုမြင်နေရတဲ့တက်မနေလုံနည်းတွေကိုကလေးတစ်ချက်နဲ့ကျွန်တော်စက္ကန့်ပိုင်းအတွင်းမှာဘယ်လိုလုပ်ရလဲဆိုတဲ့နည်းလမ်းကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောအောင်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်အဲ့ဆိုရင်စလိုက်ကြအောင်ကျွန်တော်တို့ပထမဆုံးတက်မလေးလုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က VPN ကိုခံရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ VPN သုံးတဲ့ကျွန်တော်သုံးတဲ့ VPN ကJanjan VPN ပေါ့နော် Janjan VPN ကျွန်တော်ဒါပေမဲ့ဒီမှာကျွန်တော် auto location မပြဘဲနဲ့ United States မှာ Virginia ကိုကျွန်တော်ရွေးထားပါတယ်အဲ့ဒါကလည်းလွယ်ပါတယ်ဒီမှာပေါင်လေးကိုဝင်လိုက်ပေါ့နော်ကျွန်တော်တို့United States မှာ Virginia ဆိုတာရှိပါတယ်နော်ဒီထဲကိုဝင်လာရပါတယ်အဲ့လို US VPN ခံမှပဲကျွန်တော်တို့ကအသုံးပြုလို့ရမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ကChatGPT ပေါ့နော် ChatGPT မှာကျွန်တော်လိုချင်တဲ့ prompt တစ်ခုကိုကျွန်တော်ပေးလိုက်မှာဖြစ်ပါတယ်ကူးထားတယ်နော်ဒီကောင်လေးပေါ့ChatGPT ကိုကျွန်တော် prompt ရေးခိုင်းမှာဖြစ်ပါတယ်အဲ့မှာကျွန်တော်ရေးခိုင်းတာက create prompt me YouTube thumbnail photo prompt ပေါ့နော် I want to attach my photo and thumbnail title thumbnail title ကအမြဲဆုံးနည်းနဲ့ thumbnail တစ်ခုဖန်တီးမယ်ဆိုတော့ခေါင်းစဉ်နဲ့ပေါ့နော်ကျွန်တော်ရဲ့ပုံနဲ့တွဲပြီးတော့AI logo လေးပါတဲ့ cinematic viral style လေးကိုကျွန်တော် prompt တစ်ခုရေးပေးပါဆိုပြီးတော့ခိုင်းလိုက်မှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေအနေနဲ့ဒီနေရာမှာပေါ့နော်မြန်မာအမြန်ဆုံးနည်းနဲ့ thumbnail တစ်ခုဖန်တီးမယ်ဆိုတဲ့နေရာမှာကြိုက်တဲ့ခေါင်းစဉ်ရေးထည့်ပေးလို့ရပါတယ်เนาะကျွန်တော် ChatGPT ကိုကျွန်တော်ခိုင်းလိုက်မှာဖြစ်ပါတယ်အဲ့မှာသူ prompt ရေးပေးတယ်ပေါ့နော်ဒီမှာအပေါ်ဆုံးprompt ဆိုတဲ့အားလေးကိုကျွန်တော်က copy ယူလိုက်မှာဖြစ်ပါတယ်copy ယူလိုက်ရမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကGoogle ရဲ့ကနေပြီးတော့မှ Flow AI ကိုကျွန်တော်ဝင်ရမှာဖြစ်ပါတယ်ဒီမှာ Flow အပေါ်ဆုံးကကျွန်တော်Google Lab Flow ဆိုတဲ့ဟာတွေကိုကျွန်တော်ဝင်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Flow AI လေးကိုရောက်သွားမှာဖြစ်ပါတယ်Flow တွေကိုရောက်လာပြီပေါ့နော်ရောက်လာဆိုရင်ကျွန်တော်ဒီမှာ new project ရှိတယ်new project ထဲကိုကျွန်တော်တို့ဝင်ရမှာဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ကဒီမှာညာဘက်အောက်တောင်နေပါဘောနော် nano banana ဆိုတာလည်းရှိတယ်အဲ့ nano banana လေးကိုတစ်ချက်ထိလိုက်မယ်သူကဒါဆိုလို့ရှိရင် image ပေါ့နော်ကျွန်တော်က video ထုတ်ချင်တယ်ဆိုရင်ဒါ video ပေါ့ဒါ image တွေကိုကျွန်တော်ဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ thumbnail လောက်မှာဖြစ်တဲ့အတွက်69အချို့ယူလိုက်မယ်ကျွန်တော်တို့ကပြီးသွားလို့ရှိရင်ဒီမှာ nano banana မှာတစ်ပုံထုတ်ချင်တာနှစ်ပုံထုတ်ချင်တာသုံးပုံထုတ်ချင်တာလေးပုံထုတ်ချင်တာလားเนาะလေးပုံလောက်ထုတ်လို့ရပါတယ်ကျွန်တော်၄ပုံထုတ်ခိုင်းလိုက်မယ်ပြီးတော့လည်းကျွန်တော်ခုနက ChatGPT ကနေယူထားတဲ့ကျွန်တော်တို့ prompt လေးရှိပါတယ်အဲ့ prompt လေးကိုကျွန်တော်အခုထည့်လိုက်မယ်ကျွန်တော်ပုံပါနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ပုံလေးကိုကျွန်တော်ထည့်ပါမယ် upload image ထဲကိုဝင်မယ်အဲ့မှာကျွန်တော်ရဲ့ပုံကိုကျွန်တော်ရွေးလိုက်ပါမယ်အဲ့ဒါကျွန်တော် flow ထဲမှာကျွန်တော်ပုံလေးကိုကျွန်တော်ပြလိုက်ပါပြီအဲ့တော့ကျွန်တော်ခုနက ChatGPT ကယူလာတဲ့ကျွန်တော် prompt ကိုဒီထဲကိုရိုက်ထည့်မယ်ပြီးရင်ကျွန်တော်ပုံလေးပုံထုတ်ခိုင်းလိုက်မှာဖြစ်ပါတယ်သူက credit ကိုတခါ sign in လုပ်မယ်ဆို credit 100ရတယ်ပေါ့နော်အဲ့တော့ daily နောက်ထပ်50သူက
credit လေးတွေပြီးတော့အဆင်ပြေပါတယ်အဲ့ဒါဆိုတော့ဒီမှာ template လေးတွေရလာဖြစ်ပါတယ်ရမ်းမိုက်ပါတယ်နော်ဒီမှာအများဆုံးနည်းနဲ့ template တစ်ခုဖန်တီးပေးမယ်နော်လုံးဝမိုက်ပါတယ်ဒါဆိုရင်တော့ဘာမှမလိုဘူးဒီ prompt လေးတစ်ကြောင်းနဲ့ကျွန်တော်တို့ပုံလေးတစ်ပုံထည့်ပေးလိုက်တာ ਨੇ ဒီအရန် cinematic ဆန်တဲ့ template အလန်းစားတွေကျွန်တော်တို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အခုဆိုရင်အရန်မိုက်တဲ့ template ၄ပုံကိုရရှိသွားပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘာမှမလုပ်ရအောင်ကျွန်တော်ဓာတ်ပုံလေးတစ်ပုံနဲ့ခုနကကျွန်တော် ChatGPT ရတဲ့ prompt လေးတစ်ကြောင်းနဲ့ရလိုက်ပြီဆိုတာနဲ့မြန်မာစာရင်းနဲ့မှန်တယ်သူရဲ့ design color အနေထားလည်းအရန်မိုက်တယ်အဲ့လို template တွေကိုမြန်မြန်ဆန်ဆန်နဲ့လွယ်ကူကူလုပ်နိုင်ပါပြီဖြစ်ပါတယ်ဒီအခုလက်ရှိအခုကျွန်တော်လုပ်ပြတဲ့ video လေးကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာဝင်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်